အခုကတော့ကျွန်တော်တို့နှစ်ယောက် ဝက်နံရိုးသောစားမှာဖြစ်ပါတယ်ဆိုင်ရတော့ဒီဆိုင်လေးပါအာချီမဲစုံတဲ့ကူကမ်ဂျာထန်ကျွန်တော်တို့ခုစားမှာတော့ကမ်ဂျာထန်ဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ကိုရီးယားလို့ဆိုတော့ကမ်ဂျာထန်ပေါ့မြန်မာလို့ဆိုတော့ဝက်နံရိုးနဲ့အာလူးနဲ့ပါစားကြပါအောင်ခင်ဗျာဒါတော့မြန်မာပြည်ပါဇက်နဲ့အကိုက်ဆုံးကိုရီးယားရဲ့ဟင်းလေးရပါဟဲဂျန်ကူးနဲ့ပုံစံတူတယ်ပေါ့နော်သူကတော့ဂမ်ဂျာတန်းဆိုတော့ဟဲဂျန်ကူးတဲ့တဆင့်မြင့်သွားတာပေါ့အာလူးပါသွားတာဆိုဝက်နံရိုးပါမယ်အာလူးပါမယ်မုံလာရွက်ပါမယ်မြစ်ပါမယ်မမြစ်တောင်ပြည့်တယ်အမိုးပါမယ်ပေါ့ဒါတော့ကိုရီးယားစားသောက်ဆိုင်မှာမရှိမဖြစ်ကင်ချီပေါ့ဒါတော့ကိုရီးယားမှာထမင်းဆိုင်မှာချပြီးရထမင်းရောက်ခါကြဆိုတော့ဒါနှလုံးလောက်ကုန်တယ်အခုကတော့တစ်လုံးတော့မကုန်တော့အဲ့တော့ကျွန်တော်နေနိုင်ရုပ်သေးတယ်အခုကတော့စားလို့လည်းပြီးပါပြီနောက်ပိုင်းကတော့ဝက်နံရိုးကတိတ်မစားနိုင်တော့မစားပြတော့